န်တရားမှာရခဲ့တဲ့အရာတွေပါတော့ကိုကိုယ်တိုင်တရားတရားရှိအောင်ကြိုးစားတယ်တရားတရားမရှိသေးရင်ရှိအောင်လုပ်တယ်အတ္တဟိတသူတစ်ပါးတွေကိုတရားတရားရှိအောင်ဟောပြောပေးတယ်ပရဟိတကိုကိုယ်တိုင်သီလရှိအောင်လုပ်တယ်အတ္တဟိတကိုကိုယ်တိုင်သူတစ်ပါးကိုသီလရှိစေတယ်ပရဟိတကိုကိုယ်တိုင်စွန့်ကြဲမှုရှိလာအောင်စွန့်လွတ်မှုဆိုတာရယူမှုရဲ့အကြောင်းတရားပဲပေါ့လောကမှာမစွန့်လွတ်ဘူးဆိုရင်ဘာမှရမှာမဟုတ်စွန့်လွတ်မှုဆိုတာစာခဆိုတာအမတန်မှအရေးကြီးတယ်လို့ပြောတာနော်ဒီဘဝတောင်မှဗမာတွေကပြောပါတယ်ချွေရန်ဆိုတာချွေနိုင်မှရန်တယ်ဟုတ်တယ်မချွေရန်ကိုမရအောင်ဒါလို့ချွေတာကိုကစာခကိုပြောတာနော်စာခရှိရအဲ့တော့စာခရှိခြင်းဒီဘဝလည်းအခြေအနေကောင်းတယ်နောက်ဘဝလည်းအခြေအနေကောင်းနောက်တစ်ခုပညာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိခွဲခြားသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုမလှုပ်ဘူးလှုပ်တဲ့နာကိုလှုပ်တယ်ခွဲခြားမသိဘူးဆိုလို့ရှိရင်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်မယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်မယ်ထင်သည့်အတိုင်းမလှုပ်တဲ့နာတွေလှုပ်မယ်လှုပ်တဲ့နာကြမလှုပ်ဖဲနေမယ်ဆိုတော့အကျိုးမဲ့ဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ပညာဆိုတာကိုယ်မှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိတဲ့ပညာမျိုး